Hi everyone, welcome back to my channel. ဒီနေ့မှာ reading ညီမလေးနဲ့ပေါ့နော်။ Tower of Copy Tower လေးဆော့မှာဖြစ်ပါအေးကဲဆိုတော့ Say hi Emily. Hey, where are you? I'm gonna hold it with me while. Where? ဘာပေါ်တီတာဝါနေရရောက်သွားလား။အော်အေးပါကွာ ဝင်နဲ့ပြန်ဝင်လာပြီ Okay စောင့်မယ်ပေါ့နော်သူဝင်လာတဲ့အထိကိုစောင့်ပါမယ်။ အင်းကိုထူးထူးခြားခြား ကဲဆိုတော့ well ဒီမှာ return ကတော့ဒီမှာ return skin လေးကိုဒီမှာ dress up လာလဲလိုက်တယ်ပေါ့နော်ဒီမှာကတော့ return ဘီနာညီမလေးပေါ့နော်ဟဲ့နီးဟာကြီးအပြောင်းဖြစ်နေရော ဟုတ်တယ်အဲ့လိုဖြစ်အဲ့ဒါနီးရဲ့ skin ကအဲ့ဒါဟိုမဖြစ်သေးလို့ဘာလို့လဲဆိုတော့နီးရဲ့ skin ကကွာအဖြောင်းမလုပ်ရသေးလို့လားဒီလိုလားတီးလား Where are you ဒီဘက်တန်တို့ပြောလေကွယ်ကဲဆိုတော့ဘေဘေထားပါကိုစော့မှာလဲ as you like တမီးကြိုက်တာခုံမယ်လားခဲ့ Okay wait a second where are you ဒီယောလာမမီဒီဘက်ကလေ အဲ့ဒီခင်းအောင်ရတော်စမ်းမှာ အဲ့အောင်မ I know sorry အဲ့အောင် ငါအဲ့အပိတ်အောင်မသိမ့်မကြိုက်သေးဘူး အဲ့ဆိုခဲအောင်ခုံမယ်လေ လာငါတို့ဒီမှာမီနူအတစ်တွေရောက်ထားရဆို well ဒီရောလားမဟုတ်တာမဟုတ်သေးဘူးဟိုဘက်ကိုခဏသွားကြအောင်လား ဒီဘက်လေဘယ်ရောက်သွားရဲ့ ဒီဘက်ကိုရောက်သွားပြီ I am here အေး guess ရဒီဘက်ကဒီအောင်ခုံမလားဒါလေ ဒီဘက်ကိုလာလိုက်ဝေဒန်တို့ဒီဟာခုံမယ်ပေါ့နော် Okay we're here let's go guess တော့ Redan တို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးကြဖို့ပါရှင် Redan နဲ့ဆော့ကျင်တဲ့သူတွေရှိရင် Redan ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ဟုတ်ပါဘူး Redan ရဲ့ Roblox ကောက်ကိုပေါ့နော်လာအပ်ပြီးလို့ရပါတယ် ကာတမီခုံမယ်ရော Yep where are you Okay တမီရှိမှာမဟုတ်ဘူး အေးငါတို့နှစ်ယောက် line သိမ့်မကောင်းကောင်းရော ချင်းရတဲ့အနောက်ကထိုးတယ်ဟဲ့ကဲဟို ဒါတော့ဒီမှာဘူပေါင်းလေးကိုပြောရမယ်ဆိုရှင် Wow ဒီမှာရဲ့ skin ပေါ့နော် Redan ကြိုက်တယ်ပေါ့နော် ဟဲ့တော့ wherever ဒီမှာဆော့မယ်ဒီ game လေးနာမည် Tower of Copy ပါဆော့ကျင်နေဆိုလို့ရှိရင်အဲ့ဒီ game လေးတွေဒီမှာပြထားပါတယ် Redan Roblox အကောင့်လည်းပြထားတယ် Redan ညီမလေး Roblox အကောင့်ကိုလည်းပြထားပြီးပါတယ်ကဲဆိုတော့အဲ့ချင်တဲ့သူလေးရှိလို့ရှိရင်တက်အဲ့ Where are you ငါ့ကိုကြော်မဆောင် wait for me စောင့်မယ်ဒီနားကြောင်မလုံးတော့စောင့်နေ အော် ဟင်းလုံးတော့ဒါမဲ့လုံးတော့တယ် Okay ဒီဘက် I'm your sister just wait it ဘယ်ဘက်ကကြီးသွားဒီဘက်လား ဒီဘက်ဟုတ်တယ်ဒီဘက်ပြီးလို့ရှိရင်ဒီနာဘက် How did you know ဒီကနေ့လောက်သွားပြီ ကဲဆိုဒီနားမှာတီထားဘာလို့ဆိုတော့အသက်ကတီးရဒါပေမဲ့ line တိတ်မကောင်းတော့ဘာမှမမြင်ရ whatever ဒီမှာခုံရောက်ပြီပေါ့နော် အေးသွားမယ် ကဲဆိုတော့ ဟဲ့တော့ဘာမလဲ တီပြုံးမကြစီနဲ့နော် ရပါတာဝါမှာစတိုကြီးဆို ဒီမှာရတာ cupcake ပါ I like this cupcake too much ပါပတီပေါ့နော်ပါပတီရေကဲတုံးလေးနဲ့စောက်လို့ကောင်းမယ် wait for me ပြောကြပါလား no ဟဲ့လို့ပြောကြပါတယ်ဟိုအားဆုံးတော့မဟုတ် စောင်းရမလားမစောင်းရမလားမသိ ဒီကချောကလက်ကိမို့နေရာလေးရကဲလေကတဲ့နှက်စင်ရဲ့နေရာရောက်ပြီကဲကနာပါပတီကနာရေကဲတုံးလေးနဲ့ကနာနေရာပြန်ရောက်ပြီ တော့တိုင်ညာရောက်နေ return လက်ဘက်က line တိတ်မကောင်းတော့မသိဘူးပေါ့နော် wait what the ခုံစရာမလိုကွာအမဘီနားမှာတွေ့လားအကန့်အသတ်ရှိရကွာညီတည်လိုက်မယ် wow ငါပေါ်ရောက်သွားပြီ come on baby ကဲဆိုတော့နောက်ပိုင်းနေမှာလဲသူ return ညီမလေးနဲ့ပေါ့နော်သူနဲ့ Roblox ချိတ်ဆော့မဲ့အစီအစဉ်လေးတွေရှိပါတယ်ကဲဆိုတော့like and subscribe လေးလုပ်ခဲ့ပြီးကြပါဦးနော်ကဲဆိုတော့မှားတာကြည့်လို့ရှိရင်လည်းခွတ်လို့ပြီးကြဖို့နဲ့ video လေးကိုဆုံးဖြတ်ကြည့်ပြီးကြဖို့ပေါ့နော် ace ဒါ no လား ace လား no လဲဖြစ်လာမယ် ace လဲဖြစ် plus လည်းဖြစ်နိုင်တယ်အ
အမြောက်လည်းဖြစ်နိုင်တယ် ဟုတ်တယ် နောက်နေ့ vlog လေး What did you do ရရဘာဖြစ်ပြန်လာတတ်မယ် အေးငါတော့ပြုတ်ကြတော့မလို့ ဟဲ့ ဒီ tower လေးကအရန်ကိုဆော့လို့ကောင်းတယ်ကွာဒါပေမဲ့သိရမလားနည်းနည်းလေးတော့ strong သိမ့်မဖြစ်ဘူးလို့ပြောရမယ်ဒီဟာကြီးကိုဘယ်လိုလုပ် လာပြီဘာမလုပ်နေနဲ့ဟဲ့ပြုတ်ကြတော့နေတယ် I can wait just quickly bro လာပြီ နေအောင် ဒီဘက် ဒီဘက်လားဖယ်ဘက်လဲသွား ဟုတ်ဘူးဒီဘက်ဟုတ်လားဟုတ်တယ် just come on babe တက်လေကွာဟောမြင်တော့ရောက်တယ်ဘလူးမဟိုအောင်ဆုံးထိပြုံးမကြသေးဘူးပေါ့နော် yeah we did it just be careful Emily okay oh yeah ဒီမှာ escape တွေ့ပြီ yay Yo, bro. အခုရေးမယ် let's go မီးကြပြားကြီးဖြစ်နေဟုတ်တယ်မလား yeah you are ပြပြကြီး guess what whatever ဒါကြတော့ နောက်တစ်ခု congratulations yeah နောက်တစ်ခုစောကြမယ်ဘယ်ရောက်ပါလဲ တော့ဆက်မှာတော့ပြီးဆော့တော့မပေးတော့မယ်ပေါ့နော်ဒီမှာ logo ကိုပြန်သွားလို့ရတယ် let's go တော့မလားဤဟဲ့တော့ guess what ဒီနေ့ရဲ့ view လေးကတော့ဒီ where are you ဟဲ့ဒီမှာဖြစ်နေ မဟုတ်လေဟိုဘက်က logo ကိုသွားရမှာ အော်သိပါဘူးဒီမှာ guess what ဒီနေ့ရဲ့ view လေးရဒီလောက်ပဲပေါ့နော် guess what Rhythm ရဲ့ Roblox Rhythm ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးကြဖို့တဲ့တော့ဆိုချင်ပါတယ် see you guys in the next video bye everyone အပေါ်ပြလိုက်တယ်နော်